BC 600ခုနှစ်လောက်ထဲကအိန္ဒိယဆရာဝန်ကြီးဆက်ရှူတာဟာနှာခေါင်းပြတ်သွားတဲ့လူနာတယောက်ကိုအဲ့ဒီလူနာရဲ့ပေါင်ကအသားကိုလှီးပြီးတော့ပြက်နေတဲ့နှာခေါင်းနေရာမှာအစားထိုးပေးခဲ့တဲ့မှတ်တမ်းတွေရှိပါတယ်။ဒါပေမဲ့ဒါကကိုယ်အသားကိုပြန်အစားထိုးတဲ့ autograft လို့ခေါ်တဲ့နည်းပညာပါ။တခြားသူတွေရဲ့ကိုယ်အင်္ဂါတွေကိုယူသုံးဖို့ကြတော့မဖြစ်နိုင်ခဲ့ပါဘူး။လူတယောက်စီမှာတခြားသူတယောက်ရဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကိုအစားထိုးတဲ့အခါမှာအဓိကပြဿနာကတော့သွေးကြောတွေပါပဲ။အင်္ဂါတစ်ခုကိုဖျက်ထုတ်လိုက်ရင်သွေးကြောတွေပြတ်သွားမယ်။အဲ့တော့အသစ်ပြန်တက်လိုက်တဲ့အခါမှာအဲ့ဒီသွေးကြောတွေကိုရေပိုက်တွေဆက်တယ်လို့ပြန်ဆက်ပေးဖို့လိုပါတယ်။ထောင်ကွက်ပြေးလွန်စောပိုင်းကာလတွေအထိသွေးကြောချုပ်တဲ့နည်းကိုဘယ်သူမှအောင်မြင်အောင်မစွမ်းဆောင်နိုင်ခဲ့သေးဘူးပေါ့ဗျာ။အဲ့တော့ခေါက်ဆွဲမြင်တဲ့သေးတဲ့သွေးကြောလေးတွေဆိုပိုဆိုးတာပေါ့။အဲ့ဒီအခက်အခဲကိုဖြေရှင်းပေးခဲ့တဲ့သူကတော့ပြင်သစ်လူမျိုးခွဲစိတ်ဆရာဝန် Alexis Carrel ပါပဲ။သူဟာအားလက်ချိန်မှာပန်းထိုးတတ်တဲ့သူ့အမေရှိကနေပြီးတော့အချုပ်နီတင်ခဲ့ရနေပြီးတော့သွေးကြောတွေကိုသုံးနာညီတွေ့ကန်ပုံစံ triangulation ချပြီးတော့ချုပ်ရင်သွေးမယိုပဲနဲ့ဆက်လို့ရကြအောင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနည်းပညာကြောင့်ပဲသူဟာ1912ခုနှစ်မှာ Nobel Prize ကိုရခဲ့ပါတယ်